ဒီနေ့ထမင်းရလေကျမပြောဦးချီလို့စတားရဲစားလို့ရှိရင်တို့ငါတည်းစားလို့ကောင်းတယ်ငါငမင်းနေအိုးအဲ့အကြောင်းဦးလို့နော်အဲ့ကျမမမီဒေါ်လာကြီးလေးအိုဂျီပမောက်ခါကျုပ်လေးအိုဂျီပမောက်ခါကျုပ်အားလုံးကလေကျမတို့ကမမီကြီးလို့ခေါ်တယ်နောက် professor လေးဦးလမ်းမြင့်လေး medicine အဲ့အစရာယူတာပပီကြီးလို့ခေါ်ကြပါစားအတက်တရအားလုံးနဲ့ကြီးပြီးတော့ဒီကျမပြီးတော့ဒီဟိုဘောတပည့်တွေပေါ်မှာဒီဟိုဘယ်လိုလဲဆိုတော့ဒီဆောင်ရွက်နိုင်ပေးချက်ရှိအောင်ဆောင်ရွက်ပေးရနော်မဆောင်ရွက်နိုင်တာကိုလည်းမဆောင်ရွက်နိုင်ဘူးပဲအဲ့လိုပေါ့တရက်ပေါ့ဒင်းလိုက်ရမီတို့သမီးသွားစားရအောင်လေဆိုတော့ကျမယုံကားလေးပေါ့ဒီ P600 ဒီကျမမောင်းပေါ့မမီကြီးကကျမဘေးနားမှာပေါ့ကျမတို့မမီကြီးပြောတဲ့လမ်းအတိုင်းပဲပေါ့နော်အဲ့တရုတ်တံပဲမှာပဲချိန်နေအဲ့လမ်းလေးရဲ့ဝင်လိုက်တော့ကားလေးကိုရှိမှရက်ထားသမင်းဆိုင်ကိုဝင်လိုက်တော့အဲ့မှာသမင်းရဲ့ cash counter မှာလေအတော်ကြီးကထိုင်နေနောက်ဘေးနားမှာသမီးလို့ထင်ရတဲ့လူပေါ့ခန်းခန်းချွတ်ချွတ်ပဲလုံကြီးပေါက်လာပဲပေါ့နော်အဲ့ဒီအတန်းညူညူနဲ့သမီးတယောက်ကလည်းအဲ့တရတီးကိုဒီခါတော့လှအောင်လေးအဲ့ခုံပေါ်မှာတင်ထားတော့ကျမသမီးစပါးဆွဲကိုမမေကြီးကထိုင်နေထိုင်မှမမေကြီးရဲ့အရှိမှကျမထိုင်နေပေါ့ဦးချင်းနဲ့ကျမနဲ့လူပဲပေါ့အမင်းနဲ့ချင်းဆိုင်ထိုင်တာပေါ့မမေကြီးကကျမပြောဒေါ်ရင်လာစိုက်တာလက်မှားမမေကြီးကတော့တမျိုးပဲမှာမှာမမေကြီးငမြင်းစားမယ်ဆိုမမေကြီးကငမြင်းကျွေးလိုက်တာပေါ့နော်ကျွေးလို့ကျမရဲ့ဆရာရန်ကုန်တိုင်းမန်နေဂျာဆိုင်ဦးလာစိန်ဆိုပြောပြီးလူကြီးနဲ့သွားစားတဲ့ခါကျရင်လူကြီးကဟင်းစားလို့ရှိရင်အဲ့လူကြီးရဲ့နေကြတယ်ဟင်းကိုစားရတယ်ဆိုကျမဘာစားလဲဆိုတော့ဟိုတာပေါ့ဘာအတုတ်လေးလည်းမသိဘူးအတုတ်လေးပဲရှောက်တီးတုတ်လေးလားကိုမြင်းခွာပြတုတ်လေးလားဘာလည်းမသိဘူးအဲ့ဒါလေးပဲကျမမှားလိုက်တယ်မှားလိုက်တော့မမီးကငမြင်းဟင်းပေါ့နော်ကျမအတုတ်လေးတပွဲတော့သူကကြောက်ဖြုံဒီဟင်းကျူပေးတယ်အလကားပေးရကြောက်ဖြုံဒီဟင်းကျူသူတို့အဲ့မမီးရဲ့ကြောက်ဖြုံဒီဟင်းကျူတပွဲကျမတပွဲပေါ့နော်အမီးရလေအဲ့ဟင်းနေလေဟိုလိုဟိုအများကြီးဝယ်လို့မဟုတ်သူစားခြင်းတဲ့တမျိုးပဲသူပြောတယ်မမီးကငမြင်းနဲ့စားပဲကျမပကံလေးနဲ့ပါဒဇွန်ထည့်လိုက်ပေါ့အတုတ်လေးတစ်ခုထည့်လိုက်စားလေးဟင်းကျူလေးတောင်းတော့မမီးရပြီးတော့တဲ့ခါကျစပွဲမှာကျမဝင်လာတဲ့တက်တီးတွေ့လိုက်တယ်ဒီမမီးကြီးတွေ့တက်တီးတစ်လုံးကိုလေတက်တီးတစ်ပွဲပေးပါလို့ချိုးတစ်ပွဲပေးပါတက်တီး